အစာအိမ်အနာဖြစ်စေတဲ့အဓိကအကြောင်းရင်းနှစ်ခုရှိပါတယ်။လူတစ်ယောက်ဟာအစာအိမ်မှာအနာဖြစ်ရင်ဘိုက်နာတာဘိုက်အောင့်တာစတဲ့ဝေဒနာတွေကိုနှစ်ရှည်လများခံစားရပါတယ်။ပိုဆိုးလာရင်တော့အစာအိမ်သွေးကြောပေါက်ပြီးသွေးအန်တတ်ပါတယ်။နံပါတ်1ကတော့ H pylori ပိုးကြောင့်ဖြစ်ပါတယ်ဘလို့ကူးစက်ခံရနိုင်မလဲဆိုရင်တော့အဓိကအားဖြင့်ယောဂပိုးရှိသူရဲ့တတွေကနေကူးစက်ခံရတာဖြစ်ပါတယ်ဥပမာအစားအသောက်တစ်ခုခုကိုမျှဝေစားခြင်းရေခွက်တစ်ခုတည်းအတူတောက်ခြင်းအစာအိမ်ယောဂရှိသူကိုနမ်းမိခြင်းတို့ကြောင့်ဖြစ်ပါတယ်နံပါတ်2ကတော့အကိုက်ခဲပျောက်စေတွေကိုတတိမမှုမိပဲရေရှည်ဆွဲတောင်းမိခြင်းကြောင့်ဖြစ်ပါတယ်ဥပမာ dicloro ibuprofen တို့ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့လက်ထောက်ပါမောက္ခဒေါက်တာကျော်စောရင်ဖြစ်ပါတယ်